ရဟာဟာရှာထုတ်မဟုတ်ခင်ဗျရှာထုတ်ခင်ဗျဒါနွားအယောင်းဝယ်လုပ်နေတာလားဗျခင်ဗျရှာနာကွာနာမဖြစ်ပါဘူးစစ်ဆောင်မရှိနဲ့ကျမအလုပ်ရှင်အလုပ်ရှင်နဲ့ကင်ပေါက်နေရောကဲရှာပြန်သွင်းထုတ်လိုက်သွင်းလိုက်နဲ့ဆော့စရာကြာနေဒုက္ခရှာမရှိနဲ့ကျမအလုပ်ရှင်ဟုတ်ပါပြီလက်မြောက်ဒီဘက်ကမြောက်လေချောင်းမြောက်တစ်ဖက်မြောက်ဒီဘက်ချောင်းမြောက်ဒီဘက်မှာမြောက်တော့ခင်ဗျအောက်ကိုဘုံဝင်နဲ့ပြုတ်ရပြီးတော့ခင်ဗျမနဲ့ခင်ဗျစားမဲ့ဘဲဦးတွေကွဲကုန်တော့ဘယ်နဲ့လုံးမလို့စစ်ဆောင်မရှိနဲ့ကျမအလုပ်ရှင်ဒီအလုပ်ရှင်နဲ့ကင်ပေါက်နေပြန်ပြီဒုက္ခပါလက်ပြမြောက်လေလက်မြောက်ခမဘယ်နဲ့မရှင်မလောက်တာတော့ကလေးဘယ်နဲ့မဟာကြီးလဲဗျာခင်ဗျကျွန်တော်ကြောက်ရက်တွန်းမချပါနဲ့ဗျာခင်ဗျရှင်မလောက်တာတော့မဟုတ်ကျွန်တော်ရောင်တတ်တယ်ဗျာခင်ဗျမရကျွန်တော်ခါကိုအဲ့လိုလာမလို့နဲ့ခါကိုလာလို့ရင်ကျွန်တော်ကဒီလိုရှင်ရောင်တတ်တယ်ကျွန်တော်ရောင်တတ်တယ်ရမယ်လေကျွန်တော်မရရောင်တတ်တယ်ကျွန်တော်ခါကိုဒီလိုလုပ်လိုက်ရင်ကျွန်တော်ဒီလိုရမယ်စိတ်ချကဲလက်မြောက်လက်မြောက်ကျွန်တော်ရောင်တတ်တယ်ဗျာမရောင်စမ်းမှာကဲမြောက်စမ်းမှာခါလေးကိုဒီလိုလုပ်ရတာနဲ့ဒီလိုဖက်ထားကျွန်တော်ကဲရောင်ရမယ်မြောက်စမ်းမှာရောင်လေရောင်ပတ်လေစမ်းမှာရောင်စမ်းမှာရောင်ပါဆိုမှပဲကျွန်တော်ရောင်သိမှရောင်တာဗျာမရောင်နဲ့မရောင်ကျွန်တော်စီးနဲ့ကန်းနဲ့ရောင်တာကျွန်တော်မလေးကျွန်တော်စီးနဲ့ကန်းနဲ့ရောင်တာလူလေစီးနဲ့ကန်းနဲ့စားချုပ်မယ်ခင်ဗျာစားချုပ်မယ်ကျွန်တော်စကားပြောရင်ကြဲပြောဗျာကဲလို့စားချုပ်နေရချုပ်ဘလို့ချုပ်ကျမဖတ်ပြမယ်နားထောင်ဖောက်နှုတ်သဘောတူလင်္ကာဂတိစာချုပ်နှုတ်သဘောတူလင်္ကာဂတိစာချုပ်ကောင်းပြီစာချုပ်ခေါင်းစဉ်ကြိုက်တယ်နံပါတ်1ကျွန်တော်ငမြော့နှစ်မလေးဗျာကျွန်တော်ငမြော့နှစ်ပဲသေးတယ်မမြော့ပါဘူးမိုင်းထားမှာတောင်းလို့ခမရလဲရှင်လေငမော့များသူ့လက်ထက်ကျမှငမြော့ငမော့လိုက်ကြမှာမလေးငမော့ကျွန်တော်ငမော့နှစ်ကျမထိုင်ရာကျော်တို့သည်ထက်အိမ်သာကျော်တို့ဗာအိန္ဒရာကဲလို့အိမ်သာမှတ်အိန္ဒရာကျော်လက်ဦးသဘောတူလင်္ကာဂတိစာချုပ်ကိုချုပ်ဆိုကြပါမယ်မှန်တယ်စာချုပ်ကတော့မှန်တယ်နံပါတ်2ကိုမော့သည်လင်္ကာအဖြစ်တရုပ်ဆောင်ရာတွင်ပြည်ပြင်ရမယ်မပူနဲ့ခင်ဗျာပြီးပြရမယ်တကယ်လင်မယားအစ်စ်ကိုဖြစ်နေရမယ်သိကြတယ်နော်စိတ်ချမပူနဲ့နံပါတ်3ကိုမော့သည်ကျမ၏အသားကိုအကြောင်းမဲ့မထိရမကန်ရအမလီထိကျင်နွန်းမလူထိမိကန်မင်းလင်ရော်ကြီး900ဒီအသားကိုအကြောင်းမဲ့သွားထိရော်ကြီး900အမလီထိကျင်လွန်းအမလီကလေးဟုတ်နံပါတ်4ကိုမော့သည်ကျမ၏အခန်းတွင်သို့အကြောင်းမဲ့မဝင်ရနင်အခန်းထဲကိုအကြောင်းမဲ့ဝင်ကျင်လွန်းအမလီကျင်လွန်းနံပါတ်5ဤစာချုပ်သည်အတော်ကြီးရွှေ့တင်သာဖြစ်သည်အတော်ရှိအတော်ပြန်သွားပါကစာချုပ်ပြည့်ပြီအတော်ရဲ့ရှိမှနေလားအတော်ပြန်သွားရင်ဒီစာချုပ်ကအလိုလိုပြတ်သွားနေပါဦးခင်ဗျားတို့ကစာချုပ်ချုပ်တယ်ဆိုတာမှတ်တာတစ်ဖက်တည်းချုပ်လို့မရဘူးစာချုပ်ချုပ်တယ်ဆိုတာနှစ်ဖက်ချုပ်ရတစ်ဖက်တည်းချုပ်တော့ဟာစီဖြစ်မနေဘူးနှစ်ဖက်ချုပ်ရတယ်ကျုပ်ဘက်ကထက်ရေးသားမှာကျုပ်ဘက်ကရှင်းရှာမရှိနဲ့လေကျမတို့ကလုံးရှင်ရှင်းအလုပ်သမားခင်ဗျားဘယ်ဟုတ်မလဲဗျခင်ဗျာတစ်ဖက်တည်းပဲအဲ့လိုဆိုရင်ကျွန်တော်ပြန်မပြန်မလုပ်ဘူးဗျဒီလုပ်ကိုခင်ဗျာနေပါအောင်ကျွန်တော်မလုပ်ဘူးဗျပြန်မယ်โอเคနားပါမလေးဟုတ်သားပဲသူပြောတာလေစာချုပ်ဆိုတော့နှစ်ဖက်ချုပ်ရမယ်လေရေးပြလိုက်စမ်းပါလေထည့်ပြီးရေးလိုက်စမ်းပါမတ်အိန္ဒရာမတ်အိန္ဒရာဟုတ်ပြီမတ်အိန္ဒရာဒီကျွန်တော်မမော့ရဲ့အသားကိုမထိရမကန်ရရေးလိုက်ပါထိမိကန်ခဲ့သည်ရှိတော့ရော်ချင်းကိုတစ်ထောင်မလည်းထိချင်လို့ရော်ချင်းကိုတစ်ထောင်သူကတစ်ထောင်လေမင်းကလေးကကန်တော့မလေး900သူကြ
ယောက်ျားလေးလေကျမမိန်းကလေးအသားကိုထီတော့900မလုံးဘူး ရှင်ကဘာလို့1000လဲ ယောက်ျားစေးကြီးတယ်မရဘူးယောက်ျားစေးကြီးတယ်ရဘူးညောင်1000ပဲဗျာ1000ပဲရေးပြီနောက်ပြီးတစ်ခုရေးပါဦးမတ်အိန္ဒရာဒီကျွန်တော်မောင်မော့ရဲ့အခန်းထဲကိုအကြောင်းမဲ့မဝင်ရရေးပါအကြောင်းမဲ့မဝင်ရဝင်ခဲ့သည်ရှိတော့ပြန်မထွက်ရ